ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိစားလို့ရပစ္စည်းအယောင်ဆိုင်တွေမှာကမ်ပိုင်တီနဲ့ရန်ကုန်မန္တလေးဘက်ကနေကုန်တင်ယာဉ်တွေဝင်ရောက်မှုမရှိတဲ့အတွက်ပြည်လက်မြေဈေးနှုန်းတွေအနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့အယောင်ဆိုင်တွေထံကနေသိရပါဗျ။အိမ်ဆောက်လုပ်ရေးအတွက်အဓိကအသုံးပြုတဲ့ပြည်လက်မြေဈေးနှုန်းမှာလွန်ခဲ့တဲ့10ရက်ခန့်အတွင်းတအိတ်ကိုကျပ်9000ကနေ1000နီးပါးအထိမြင့်တက်လာတယ်လို့ဆောက်လုပ်ရေးပစ္စည်းအယောင်ဆိုင်တစ်ဆိုင်ကပြောပါဗျ။အဓိကကုန်တင်ကားအဝင်မရှိတာပါ။ကမ်ပိုင်တီဘက်မှာလည်းလမ်းပြက်စီးတာနဲ့ကန့်သက်ကုန်စည်တွေကြောင့်မြို့ပေါ်မှာပြည်လက်မြေဈေးအနည်းငယ်မြင့်တက်သွားတာဖြစ်တယ်။အခုကမိုးတွင်းကာလဖြစ်တော့ဈေးနှုန်းကထက်သန်နိုင်တဲ့အလားအလာတော့ရှိတယ်လို့စားလုပ်ရေးပစ္စည်းလုပ်ငန်းရှင်တို့ကပြောပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမြစ်ကြီးနားမြို့သို့ကုန်စည်ယာဉ်တွေဝင်ရောက်လာတဲ့အတွက်တရုတ်နိုင်ငံထုတ်ပြည်လက်မြေဈေးနှုန်းများကျဆင်းခဲ့ပေမဲ့လက်ရှိမှာကုန်တင်ယာဉ်တွေထပ်မံဝင်ရောက်မှုမရှိတော့တဲ့အတွက်အယ်ဖာပြည်လက်မြေသေးကို9800ကျပ်၊ခရောင်းပြည်လက်မြေသေးကို9500ကျပ်ဟိုင်းပြေလက်မြေသေးကို3600ကျပ်နဲ့ဟောင်ရှီပြေလက်မြေသေးကို3800အထိရှိနေပြီးအမတ်တစိအလိုက်ကျပ်9000ကနေ1000ကျာပြန်လည်မြင့်တက်လာတယ်လို့သိရပါဗျ။လက်ရှိပြေလက်မြေဈေးနှုန်းမှာအစမတန်မြင့်တက်သွားခြင်းမရှိသေးသလိုပစ္စည်းပြက်လက်မှုလည်းမရှိတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းတွေပုံမှန်လေပတ်နေပြီးပြေလက်မြေဝေလိုအားမှလည်းရခင်ကလိုတည်ငြိမ်နေစေဖြစ်တယ်လို့အယောင်ဆိုင်တွေထံကနေသိရပါဗျ။ပြီးခဲ့တဲ့နှစ်အတွင်းကချင်ပြည်နယ်မှာပြည်လက်မြေဈေးနှုန်းတွေအစမတန်မြင့်တက်ခဲ့ပြီးဆောက်လုပ်ရေးပစ္စည်းအချို့ပြက်လက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းအချို့ယာယီရပ်နားခဲ့ရတယ်လို့လုပ်ငန်းရှင်အချို့မှလည်းအရှုံးပေါ်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့မြေပြင်သတင်းတွေအရသိရပါဗျ